အားလုံးပဲမင်္ဂလာပါဇလန်းဆာမှာတော့အင်ကိုပြန်လာတဲ့မိန်းကလေးတယောက်သူ့အခန်းကိုဝင်နေချိန်မှာမြပြတ်နေတာကိုတွေ့လိုက်ရပါတယ်။ကျန်တဲ့အခန်းတွေမီးလာနေပြီးသူ့အခန်းထဲကွက်ပြက်နေလို့ဖုံးမိထုံးမိကြည့်လိုက်တဲ့ချိန်မှာပဲပုံနေတဲ့သူတို့ကသူမကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုနဲ့ရဲအနေငယ်ကြာမှာတော့နောက်ထပ်အခန်းတစ်ခုထဲမှာမျိုးသားတို့ကအိပ်ပျော်နေတဲ့မျိုးသမီးကိုဆောင်ချုံမိခဲ့ပြီးမနက်စာစားကအခန်းထဲကထွက်သွားခဲ့တာကိုမြင်လိုက်ရပါတယ်။ဒီမြင်ကွင်းလေးမှာမြင်ရတာကတော့ဘန်ဝင်နန်းတူဖြစ်တဲ့ရွှေဤကလှုပ်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။တကားပြတ်မိချိန်မှာသူမရဲ့တကားခလုတ်ကိုတယောက်ကနှိပ်ထားတာကြောင့်ညစ်ပတ်နေတာတွေ့ရလို့တန်ရှင်းလုပ်ပြီးလုံခြုံရေးနံပါတ်ပြောင်းခဲ့ပါတယ်။အလုတ်ထဲမှာတော့ရွှေကြီးရဲ့အာနာတမ်းမှုတွေကြောင့်သူမကပဲပင်ပန်းနေခဲ့ရပြီးလောက်ကနေအိမ်ပြန်ရောက်လာတဲ့ချိန်မှာလည်းတကားခလုတ်ကခြေရလဲရပြက်နေတာကိုတွေ့ရပါတယ်။အဲဒီနောက်မေဖြစ်သူနဲ့ဖုံးပြောတဲ့အခါနေလေကအင်ကိုလာသွားခဲ့ကြောင်းသိခဲ့လို့တကားခလုတ်မူပြက်နေတဲ့ကိစ္စကမေးကြောင်မဲဆိုပြီးမှတ်လိုက်ပါတော့တယ်။အဲဒီနောက်အိယာဝင်ခဲ့ချိန်မှာတကားကိုတယောက်ကလာဖွင့်နေတဲ့တန်ကိုကြားခဲ့ရပြီးဖွင့်မရလို့လက်ကင်ကိုကြမ်းကြမ်းတန်တန်လှုပ်နေချိန်မှာတော့ရွှေကြီးလန့်လန့်သွားခဲ့ရပါပြီ။ဒါပေမဲ့တက်တိမွေးပြီးတကားမှန်ပေါက်ကနေချောင်းကြည့်တဲ့အခါမှာတော့အပြင်မှာလူမတွေ့ခဲ့ရပါဘူး။မဝင်မရဲနဲ့တကားဖွင့်ကြည့်မှလည်းလူမတွေ့ရပဲ secret ဖီစီကန်တစ်ခုကိုတွေ့လို့တ िश ူးနဲ့ကောက်ခဲ့ပါတယ်။ဒီအကြောင်းကိုရဲကိုသတင်းပေးလိုက်တော့ထောက်ထားခိုင်ခိုင်လုံလုံမရှိလို့ရဲတွေကဘာမှဆက်မလုပ်ပေးခဲ့ပါဘူး။အဲဒါကြောင့်စိတ်ပင်ပန်းပြီးအိမ်ပြန်ရောက်မှတော့နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့ပါတယ်။ညလေရောက်မှတော့ရေချိုးကန်းတွေကကိုလုံးနီးနဲ့မျိုးသားတယောက်ထွက်လာပြီးရွှေကြီးရဲ့ဆန်စလေးတွေကိုတက်ပေးနေခဲ့ပါတယ်။နောက်နေ့မနေ့ရွှေကြီးအိယာနိုးခဲ့ချိန်မှာတော့သူမရဲ့ခေါင်းကကိုက်နေတာကိုသတိထားမိခဲ့ပါတယ်။အလုတ်သွားဖို့ပြင်ထွက်လာတဲ့ချိန်အောက်ထက်ကတိုက်ခန်းလုံခြုံရေးကိုသူမပြန်လာခဲ့ရင် CCTV တချို့ကြည့်ကြကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်အခန်းသစ်ငှားနေဖို့လိုက်ရှာကြည့်တဲ့အခါမှာလည်းဈေးကြီးလွန်းနေတာကြောင့်မတက်နိုင်ပါဘူး။အလုတ်ကိုရောက်တဲ့ချိန်မှာလည်း customer တစ်ယောက်ဖြစ်တဲ့ဘာကျော်ကရစ်နေလို့စိတ်ရှုပ်နေရပါတယ်။တကယ်တော့ဘာကျော်ကရွှေကြီးကိုဘဏ်ကိစ္စအကြောင်းပြပြီး coffee date ဖို့လာကြိုးစားနေတာပါ။အဲဒါကြောင့်ရွှေကြီးကလိမ္မာသုံးပြီးညင်လိုက်ပေမဲ့ဘာကျော်ကတော့သူ့ကိုညင်ရမလားဆိုပြီးဒေါသနဲ့ပြောဆိုနေတယ်။ကြာခင်မှာဘဏ်လုံခြုံရေးတွေလာပြီးဘာကျော်ကိုဆွဲခေါ်သွားပေမဲ့ရွှေကြီးကိုငါအကြောင်းသိစေရမယ်ဆိုပြီးချင်းချောက်သွားခဲ့ပါသေးတယ်။အင်ကိုပြန်ရောက်တဲ့အချိန်မှာတော့တာဝန်ကျတဲ့လုံခြုံရေးကပြဿနာတစ်ခုကြောင့်တထေးဖြစ်သူရဲ့စုခံနေရတာကြောင့် CCTV ကိစ္စကိုမမေးတော့ပဲခန်းထဲကိုတက်လာတယ်။ရွှေအိပ်ပျော်သွားတဲ့အချိန်မှာတော့မျိုးသားကပုံနေရကထွက်လာပြီးသူမရဲ့မျက်နှာကိုမေးစေးနဲ့အုပ်လိုက်လို့ရွှေကြီးလည်းချက်ချင်းပြန်နိုးလာစရာအကြောင်းမရှိတော့ပါဘူး။အဲ့ဒီခါမျိုးသားကရွှေကြီးရဲ့ခန်းထဲမှာပဲအေးအေးဆေးဆေးချိန်မြုံပြီးအနားယူပါတယ်။အဲ့နောက်ရေချိုးလိုက်ပြီးရွှေကြီးရဲ့ဘေးမှာကိုလုံးနီးနဲ့ဝင်အိတ်တယ်။နောက်ရက်မှာတော့ရွှေကြီးကအလုပ်ပြန်နောက်ကျခဲ့ပြီးနောက်ဆုံးဘတ်စကားကိုအမိဆောင်နေပါတယ်။အဲ့ဒီချိန်မှာဘာကျော်ရောက်လာခဲ့ပြီးရွှေကြီးကိုဆွဲခေါ်ဖို့ကြိုးစားနေပေမဲ့ရွှေကြီးရဲ့တထေးကတွေ့သွားခဲ့လို့အန်ရီကလွတ်ခဲ့ပါတယ်။အခန်းကိုပြန်ရောက်ချိန်မှာသူမအခန်းကမီးပြတ်နေတာတွေ့လိုက်ရပြီးတစ်ချိန်တည်းမှာတကားခောက်တန်ကြားလိုက်ရပါတယ်။တကားပေါက်ကချောင်းကြည့်လိုက်တော့ကားပေါ်မှာကြံခဲ့တဲ့သူမရဲ့ပတ်စံအိတ်ကိုလာပြန်ပေးတဲ့တထေးဖြစ်နေလို့တကားဖွင့်ပေးလိုက်တယ်။သူမအခန်းကမီးပြတ်နေတာကြောင့်တထေးလည်းပြန်ပြင်ပေးခဲ့လို့မီးပြန်ရသွားပါတယ်။ရွှေကြီးကတထေးကိုကျေးဇူးတင်ကြောင်းပြောရင်ကော်ဖီဖြော်တိုက်နေချိန်မှာသူမရဲ့တိုက်ခန်းနံပါတ်ကိုတထေးကဘလို့သိသွားတာလဲဆိုပြီးတွေးမိခဲ့ပါတယ်။တထေးကသူမရဲ့ခန်းထဲကိုဝင်ဖို့စူးစမ်းနေသူလို့တန်တရားဖြစ်သွားလို့အမြန်ထွက်ပြေးကရဲတွေကိုကြောင်းကြခဲ့တယ်။ရဲတွေနဲ့တူအခန်းကိုပြန်ရောက်တဲ့အခါမှာတော့တင်နေတဲ့တထေးဖြစ်သူကိုတွေ့လိုက်ရလို့ရွှေကြီးလည်းခေါင်းနှပန်းကြီးသွားခဲ့ရပါပြီ။ဒီကိစ္စကြောင့်ရွှေကြီးကိုရဲစခန်းမှာလူတက်မှုနဲ့စစ်ဆေးနေပြီးရဲအရာရှိစော်လင်းကတော့ရွှေကြီးကိုဝန်ခံမှုစီယုံနေပါတယ်။ဒါပေမဲ့ထောက်ထားမခိုင်လုံတောင်ကြောင့်ရွှေကြီးလည်းအိမ်ပြန်ရောက်လာခဲ့ပါတယ်။ဘန်ကတော့ရွှေကြီးကိုလှုပ်ထုတ်လိုက်ပြီးတငယ်ချင်းဖြစ်သူနှင်းဆက်ကပဲရွှေကြီးကိုယုံကြည်နေခဲ့ပါတယ်။အိမ်ပြန်ရောက်လာတော့လုံခြုံရေးမှာ CCTV တောင်းကြည့်ခဲ့ပေမဲ့ဓာတ်လေကားမှာတက်ထားတာကိုပဲကြည့်လို့ရပြီးရှောင်းလန်းတွေကကင်မရာတွေပြက်နေတာကြပြီဖြစ်ပါတယ်။အဲဒါကြောင့်ရွှေကြီးခန်းကိုဝင်ဖို့ကြိုးစားတဲ့သူတွေကတခြားအခန်းကတယောက်ယောက်ဖြစ်နိုင်ကြောင်းလုံခြုံရေးကပြောတယ်။အဲဒါကြောင့်ရွှေကြီးလည်းတခြားကိုပြောင်းဖို့စဉ်းစားပြီးအခန်းတန့်ရှင်းလှုပ်ချိန်မှာဂရင်အောက်ကတကားတော့ကတ်တစ်ခုကိုတွေ့ခဲ့ပါတယ်။အဲဒါကြောင့်အဲ့ဒီကတ်နဲ့တကားကိုလိုက်ဖွင့်ကြည့်ရမှာသူမရဲ့အထက်ကအခန်းတွေအလုံးဖွင့်မရခဲ့ပါဘူး။အဲ့နောက်ပေါ်တက်ကအခန်းတစ်ခုမှာတော့တကားပွင့်သွားခဲ့လို့ရွှေကြီးလည်းထဲဝင်ကြည့်ပါတယ်။အခန်းကတော့ညစ်ပတ်ရှုပ်ပွားနေခဲ့ပြီးလူမနေတာလည်းအတော်ကြာတဲ့ပုံပေါက်နေခဲ့ပါတယ်။ဇပွဲပေါ်မှာတော့ဇာကြီးဆိုတဲ့နာမည်နဲ့စာတွေကိုတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်ဘန်ကတငယ်ချင်းနှင်းဆက်ရဲ့ကိုကြီးနဲ့ဇာကြီးရဲ့အသုံးစင်းတွေကိုစစ်ကြည့်ပါတယ်။သူတို့တွေ့လိုက်ရတာကဒီကောင်းကနေ့တိုင်းအချိန်တိတိကျကျနဲ့ဈေးဝယ်ထွက်တတ်တာဖြစ်ပြီးပတ်စံသုံးတဲ့ပမာဏကလည်းနေ့တိုင်းတူတူပါပဲ။ဈေးဝယ်တဲ့ဆိုင်ကလည်းရွှေရီတို့တိုင်နာကစတိုးဆိုင်ပဲဖြစ်ပါတယ်။အဲဒါကြောင့်ရွှေရီတို့နှစ်ယောက်လည်းစတိုးဆိုင်ကိုသွားပြီးချင်းတွေကိုစောင့်ကြည့်ခဲ့တယ်။ဒီချိန်မှာတော့သူတို့တန်တရားရှိတဲ့သူကိုတွေ့လိုက်ရတာကြောင့်နှစ်ယောက်သားလူစုခွဲပြီးနောက်ကလိုက်ကြပါတယ်။တနေရာရောက်မှရွှေကြီးရဲ့တကားတော့နဲ့တပုံစံနဲ့တူတဲ့ခန်းတစ်ခုကိုတွေ့ခဲ့လို့ရွှေကြီးလည်းသူမရဲ့လျှို့ဝှက်နံပါတ်နှိပ်ပြီးဖွင့်ကြည့်လိုက်တော့တကားကပွင့်သွားတယ်။ခန်းထဲကိုဝင်ကြည့်တဲ့အခါမှာဇာကြီးကိုကြိုးချိထားလျက်တွေ့လိုက်ရပြီးလက်မှာလည်းဆေးပလင်းတွေချိတ်ထားတယ်။ရွှေကြီးကရဲကိုဖုန်းခေါ်မလို့လုပ်ပေမဲ့လူတူကခန်းထဲဝင်လာလို့ဂဒေအောက်ကိုဝင်ပုန်းနေခဲ့တယ်။အဲ့လူကဇာကြီးကိုစကားတွေပြောနေခဲ့ပြီးသူပြောတာကရွှေကြီးရဲ့အကြောင်းတွေပဲဖြစ်ပါတယ်။အဲဒါကြောင့်ဇာကြီးကိုမလို့အပ်တော်ဘူးလို့ပြောကတပ်ပစ်ခဲ့ပြီးခန္ဓာကိုယ်ကိုလွှနဲ့တစားစီဖြတ်နေပါတယ်။အဲ့ဒီချိန်မှာကြောင်တကောင်ကြောင့်အဲ့ဒီမျိုးသားအာယုံလွင့်သွားချိန်မှာရွှေကြီးလည်းခန်းထဲကထွက်ပြေးဖို့စူးစမ်းခဲ့တယ်လို့မျိုးသားကလည်းနောက်ကလိုက်ဖမ်းပါတယ်။ဒီချိန်မှာတော့ရွှေကြီးကိုဖမ်းပြီးတော့မလို့ဖြစ်ခဲ့ပေမဲ့နှင်းဆက်ကကယ်ခဲ့တယ်လို့ရဲကားတစ်စီးလည်းရောက်လာလို့မျိုးသားကထွက်သွားပါတယ်။တိုက်ခန်းကိုဝင်စစ်ပေမဲ့မျိုးသားကိုမတွေ့တဲ့ချိန်မှာရဲအရာရှိကရွှေကြီးကိုဘာဖြစ်လို့
အဲ့လူရဲ့မျက်နှာကိုမမှတ်မိရတာလဲဆိုပြီးအပြစ်တင်နေခဲ့ပါတယ်။ဇာကြီးရဲ့လောင်းကိုတော့အမိုက်ပုံးတွေကတွေ့ခဲ့ရပြီးသူမလက်ကြားထဲမှာတော့ရွှေကြီးရဲ့လိပ်စာကတ်ကိုညှက်ထားပါတယ်။အဲ့ဒီကတ်ကဘာကြော်ကိုပေးခဲ့မှုတဲ့ကတ်ဖြစ်တာကြောင့်ရဲတွေကဘာကြော်ကိုခေါ်ပြီးစစ်ဆေးပါတယ်။ဒါပေမဲ့ဘာကြော်လူတက်မှုကျူးလွန်နေဆိုတဲ့ထောက်ထားမရှိတာကြောင့်ဘာကြော်ကိုလွှတ်ပေးလိုက်ရတယ်။ရွှေကြီးကတော့ကြောက်လန့်ပြီးအခန်းပြောင်းလိုက်သလိုတကားကိုလည်းတောနှစ်ထက်ခတ်ကဘရင်းမောက်ကိုတန်တိုင်းတွေထည့်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာဘာကြော်ကရွှေရင်နေခဲ့တဲ့တိုက်ခန်းကိုလာပြီးအိမ်ပြောင်းသွားတာကိုသိသွားတာကြောင့်လုံခြုံရေးကိုဘယ်ကိုပြောင်းသွားတာလဲဆိုပြီးမေးနေပါတယ်။တစ်ဖက်ကရွှေကြီးစီကိုတော့ပါဆယ်တစ်ထုပ်ရောက်လာလို့ဖွင့်ကြည့်ခဲ့ချိန်မှာလူသက်သမားရဲ့အိမ်ထဲမှာကြာခဲ့တဲ့သူမရဲ့ဖုန်းကိုတွေ့ရပြီးဖုန်းထဲမှာတော့သူမအိမ်နေတုန်းချိန်ရိုက်ထားတဲ့ဓာတ်ပုံမြောက်များကိုတွေ့ကြရလို့လန့်သွားပါတယ်။အားကြောင့်တငယ်ချင်းနှင်းဆက်စီကိုဗီဒီယိုကောခေါ်လိုက်တဲ့အခါနှင်းဆက်ရဲ့နောက်မှာလူသက်သမားရဲ့ရိတ်ကိုတွေ့ခဲ့တာကြောင့်ရွှေကြီးလည်းရဲကိုကြောင်ကြပြီးတငယ်ချင်းရဲ့အိမ်ကိုအမြန်ပြေးသွားတယ်။တငယ်ချင်းခန္ဓာမြောက်ခင်မှာဘာကြော်နဲ့တွေ့ပြီးသူ့ကိုထိုးလိုက်လို့ရွှေကြီးလည်းလဲကျသွားပါတယ်။ကံကောင်းစွာနဲ့ရဲတွေလည်းချိန်မီရောက်လာပြီးဘာကြော်ကိုဖမ်းသွားတယ်။ရွှေကြီးလည်းနှင်းဆက်ရဲ့ခန်းကိုအမြန်ပြေးသွားပြီးဝင်လိုက်တဲ့အခါသွေးလိမ့်လိမ့်နဲ့တငယ်ချင်းကိုတွေ့လိုက်ရတဲ့ချိန်မှာသူမလည်းမိလဲသွားတယ်။အိမ်နောက်မျိုးသားကထွက်လာပြီးရွှေကြီးရဲ့အိမ်တော့ကိုယူကာထွက်သွားတယ်။ရွှေကြီးတတိပြန်ရလာချိန်မှာရဲရရှိရောက်လာပြီးနှင်းဆက်အိမ်မှာဖြစ်ခဲ့တဲ့ကိစ္စကလူသုံးသမားရဲ့ကြိုတင်ကြံစည်မှုဖြစ်ကြောင်းပြောပြပါတယ်။ရွှေကြီးအိမ်ကနေထွက်လာအောင်နှင်းဆက်ရဲ့ဖုန်းနဲ့လက်တော့ကိုသုံးပြီးမြားခေါ်တာဖြစ်တယ်လို့လက်ပွေရာတွေလည်းရခဲ့တာကြောင့်တရားခံကိုဖမ်းမိနိုင်မှုမဝေးတော့ဘူးလို့ပြောပါတယ်။သူတို့တန်မြာရှိတဲ့သူကဘာကြော်ပဲဖြစ်ပြီးစာကြီးကိုတတ်တဲ့နေရာမှာတွေ့ခဲ့တဲ့DNA အဖြေကိုမကြခင်ရတော့မယ်လို့ပြောခဲ့ပါတယ်။အဲ့နောက်ရွှေကြီးကဆေးရုံတက်နေရတဲ့နှင်းဆက်စီကိုသွားတွေ့ခဲ့ပြီးသူမကြောင့်ဒုက္ခရောက်ရတဲ့အတွက်တောင်းပန်စကားဆိုနေချိန်မှာရဲရရှိရောက်လာခဲ့ပါတယ်။အကြောင်းကတော့ရွှေကြီးရဲ့အိမ်မှာ CCTV တက်ထားဖို့အကြံလာပေးတာပါ။အဲ့နောက်ရွှေကြီးလည်းစတိုးဆိုင်မှာဈေးဝယ်နေတော့အရင်တိုက်ခန်းမှာလုံခြုံရေးလုပ်ခဲ့တဲ့သူနဲ့တွေ့လို့နှုတ်ဆက်ပြီးထွက်လာပါတယ်။သူမဆိုင်မဝါရောက်မှပဲလုံခြုံရေးငွေရှင်းတဲ့ပမာဏကလူသက်သမားသုံးတဲ့ပတ်စံနဲ့ကွက်တီဖြစ်လို့ရွှေကြီးလက်သွားတယ်။အချိန်ကိုတတိထားကြည့်လိုက်တော့လဲဝယ်နေကြအချိန်ပဲဖြစ်လို့အိမ်မြန်ပြန်ကတော့တေချာခတ်ပြီးရဲကိုဖုံးဆက်အကြောင်းကြပါတယ်။အဲ့ခါမှတိလိုက်ရတာကဘာကြော်ရဲ့ DNA ကခင်းဖြစ်ရမှာရှိတဲ့ DNA နဲ့မကိုက်ညီလို့ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့အကြောင်းပါပဲ။ဒါပေမဲ့ဘာကြော်လွတ်သွားပြီးခဏအကြာမှပဲအသက်ခံလိုက်ရတာကိုကြားလိုက်ရလို့ရွှေကြီးကပူလန့်သွားတယ်။အဲဒါကြောင့် CCTV ကိုစစ်ကြည့်လိုက်တဲ့ချိန်မှာလုံခြုံရေးကသူမရဲ့ဂရင်အောက်ထဲမှာဝင်ပုန်းနေတာဖြစ်ကြောင်းသိလိုက်ရလို့ရွှေကြီးလည်းထွက်ပြေးဖို့ကြိုးစားပေမဲ့မလွတ်တော့ပါဘူး။တစ်ဖက်မှာတော့ရဲတပ်ဖွဲ့ကလုံခြုံရေးအကြောင်းကိုစုံစမ်းရင်းလူသက်သမားဖြစ်တယ်ဆိုတာကိုသိသွားလို့လိုက်ဖမ်းဖို့ကြိုးစားနေပါပြီ။နောက်ဆုံးမှာတော့လူသက်သမားနေတဲ့နေရာကသူ့အရင်အလုပ်လုပ်ဖို့တဲ့ဟိုတယ်ဟောင်းတစ်ခုဆိုတာကိုသိလိုက်ရတယ်။ရွှေရင်တတိပြန်ရလာချိန်မှာလူသက်သမားရဲ့နေရာကိုရောက်နေတာသိပြီးအသက်ခံရတော့မယ်ဆိုတာကြောင့်ငိုကြွေးနေပါတယ်။အဲ့ဒီခါလူသက်သမားကသူမရဲ့စံစားတွေကိုတတ်ပြီးမငိုဖို့ပြောချိန်မှာရွှေကြီးကနေရွက်ကိုကိုက်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။တစ်ချိန်တည်းမှာရဲရရှိကလည်းရောက်လာပြီးနှစ်ဦးသားတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့လူသက်သမားကဖွက်ထားတဲ့ဓာတ်နဲ့ထိုးလိုက်တာကြောင့်ရဲရရှိသေးသွားပါတယ်။အဲ့နောက်ရွှေကြီးရဲ့နောက်ကိုလိုက်ဖို့ကြိုးစားတဲ့အခါမှာပြေးမလွတ်တော့ပဲရွှေကြီးကတန်စင်ကြီးတစ်ခုအုံချပြီးလက်ဦးမှုရယူကတိုက်ခိုက်လိုက်လို့လူသက်သမားတိတ်ဆုံသွားပါတယ်။အဲ့နောက်မှာတော့ရွှေကြီးအတွက်အန်ရကင်းသွားပြီဖြစ်ပေမဲ့တခါတရံမှာတော့ဂရင်အောက်ကနေဘာတွေထွက်လာမလဲဆိုပြီးစိုးရိမ်လျက်ရှိနေခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်။